Say the channel. Okay. Hormone solely TOC. အငိမ့်မိကြီးဒေါ်လာလေးစေဟုတ်ပိုက်ငါတိတ်စိတ်ဝင်စားတာ ဖဲပိုက် ဘာလဲဟိုယောက်ျားဆိုရင်ကြောက်ပါပြီကြောယုံကြံလိမ့်မည်လူဆိုးလားလူဆိုးလား ဟောလူကောင်းလား မင်းတို့ခက်ကလူကောင်းရှိသေးလို့လား အနေချင်းတော့ကြံအောင်ပါပဲ အာမသိဘူးကွာငါလည်းငါရတာငါဆိုတာ ငါရတာဆိုရင်ကိုမိုးတိန်တချင်းဆိုရင်ဒီလိုတချင်းမျိုးတွေနဲ့အကုန်နဲ့မလိုက်ဘူး ဟုတ်လား ကိုမိုးတိန်ကခမရအတန်ဂယုနာတယ်ပေါ့ ဟုတ်လား ဂယုနာနဲ့ပေါ့တော့ခမရအမေနဲ့ပတ်သက်တဲ့တချင်းဆိုရင်တော်တော်ကောင်းပါ ဟာအမေနဲ့ပတ်သက်တဲ့တခြင်းဆိုးရုံနဲ့မဟုတ်ဘူးစီးတီးပါထုတ်ထားတာ စီးပြီးထုတ်တာလေ အမေနို့ဘူးအတိုးနဲ့ဆက်မယ်ဆိုစီထောင်း18ခုနှစ်ကထုတ်ထားတာ ဟောတော်တော်ကြာပြီပဲ ပေါင်ကွက်ဆက်ခွန် ဟုတ်လားအရှုံးမြတ်ကတော့ဘယ်လိုလဲ အရှုံးမြတ်ကတော့မတည်သေးဘူးအခုချိန်ကြီးကိုယ်ဖို့မသိရသေးဘူး ဟောတော်တော်ခိုင်နေတယ်ပေါ့အဲ့လိုအမေနဲ့ပတ်သက်တဲ့ချင်းဂယုနာတန်ပေါ့တယ်အကိုအဲ့လိုမျိုးဆိုရမှာ အမေနဲ့ပတ်သက်တဲ့တခြင်းတွေငါတိုက်သဘောကြတာကွာ ဟုတ် ဟိုတခြင်းဆိုပြီးနားထောင်ကြံ ဘယ်ချင်းလဲ အမေမရှိတော့လီမအမေရအမေနေရအမေဖယားကအမေတပူကျွန်တော်ဆော်ပုံပြောင်းချိန်မယ် အမေတက်ဖို့နေရာမှာအဖေပုံချိတ်တော့ဘာဖြစ်မှာလို့ မင်းကလည်းအဖေပုံဖီးမှမလာတာမင်းကလည်း ဟောသူဖီးလာအောင်ပဲဖေးမြောင်ချွတ်ရရမလို့ဖြစ် မင်းဟိုတခြင်းမျိုးဖွင့်ရမှာအရက်ကိုကြိုင်းလို့တောက်တဲ့သူစိတ်ပြောရလို့တောက်တဲ့သူစိတ်ညစ်တဲ့အမှုသမား တန်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  အညက်နဲ့ဆောင်းတော့ပြောင်းကြီးစိတ်ဆန္ဒကတောင်းကြီးတောက်ပြလိုက်နဲ့အရင်ကမှ ကန်ကန်ကန်တန်တန်တန် အဲ့ဒါအရက်သမားနဲ့အရက်တခြင်းနဲ့အဲ့ဒါဝမ်းဆက်အဲ့ဒါမျိုးဖွင့် ဟောအရက်သမားနဲ့မလိုက်ဘူး မလိုက်ဘူး အဲ့ဒါခမရလည်းတစ်ခါတည်းမှာထားမှာခမရအိမ်ယိုလိုင်းကျုံမိန်းမကိုကြည့်ပြီးတော့စိုးတဲ့တချင်းတော့ကျုံမကြိုက်ဘူး ဟောဒုက္ခပဲကွာငါမင်းကလမအကြည့်ငါဘာမှမဆိုပါ ခမ ဘူး ရကျုံမိန်းမကိုကြည့်ပြီးခမရစိုးတဲ့တချင်းလေဘာလဲဟိုတောကုလုံးမလမ်းမရရင်တကျူနဲ့ခုပြင်မယ်မထားကွယ်ငါဟာယောက်ျားတစ်ယောက်ဖြစ်တယ် အဲ့လေငါယောက်ျားပဲလေ ဘာယောက်ျားသူ့တကျူကလူစင်လည်းမပြီးပဲ ဟာမင်းတို့ဘယ်သူကကြော်ညာခိုင်း ခ လို့ မ လဲ ရကမစိုးသေးဘူးလို့ပြောတာ ဟာအေးအဲ့လက်ဆိုလည်းမင်းမမောက်ပြောပြလိုက် ဘာပြောရမလဲ ငါလာလို့ရှိရင်စောင်းစောင်းပြီးတော့ဟိုတချင်းမဆိုနဲ့လို့ ဘာချင်း ဘယ်ငါအတွင်းမှာမင်းမဆိုတာ ဘယ်ချင်း ဟိုကွာမေရဲ့ကြော်တော့လေကြီးပါကွညာတော့လေလေတို့သားနေရဲ့မင်းကြီးအောင်ဆောင်ငါရဲ့ကြောင်ရင်ကလေးပဲကားရဲ့တကယ်တော့လေမေရဲ့ငါကြီးစားသူများနေငါပြီကွယ်ငါဘာမှမဖြစ်ဘူးမင်းမအခုချိန်ဒီခံစားနေတော့ ဟုတ်တယ်ကျုံမိန်းမခမရနဲ့ဝေးသွားလို့တဲ့ဝမ်းနဲ့မောက်ကုန်ဖြစ်တယ် ငါနဲ့တော့ပက်လက်ကြီးပါ ဘာလို့တက်နေဖြစ်လဲ အေးဝမ်းနဲ့ပက်လက်ပါလို့ဘယ်လိုဖြစ်လို့ဝမ်းနဲ့မောက်ခုံဖြစ်ရတာလဲလို့ကဲပက်လက်တွေမောက်ခုံနေတာထားမင်းသမီးလေးကြော်ရုပ်ကိုခေါ်ထုတ်ပေးရအောင်မင်း ဇွဲရည်လေး ဆိုတာလည်းကြားပြီ ဟုတ်တယ် ကလည်းမြင်ပြီးသွားပြီ မှန်တယ် ပြရပါစားချစ်ဖွယ်ချင်းငံတို့စကားလေးပြောကြဖို့အတွက်ပြိတ္တနဲ့ကိုရဲတို့ ခင်ဗျ မိတ်ဆက်ပေးလဲအောင်ရ မိတ်ဆက်ဖို့အချိန်တန်ပြီ ဟုတ်ပါဟုတ်ပါ ဒါကြောင့်အထွတ်မှာတော့ဖယားအလှမှာကုံမာရီအစီတွင်ခြင်တဲ့အလိန်တွင်ငကပတ်အကွင့်မှာဝင်ကပါအဆူးရှာဆုံးကမေတ္တာ မှန်လိုက်တာဗျာ ကြည့်ရှုနေတဲ့မိဘပြည်သူများမေတ္တာထားမယ်ဇွဲရည် ကျွမ်းရတီပြိုယေ သူမင်္ဂလာနမိတ်ပန်းရှင်ရင်စရာဒီအငိမ့်ငံချမ်းချမ်းမြမြ ဟာလား တန်တန်တာရာအပေတော်မူလာရတဲ့မိဘပြည်သူတွေပေးရခတ်သိမ်းကင်းကြီးရပါစေကိုရိုရေ ဟောညွှဲ မင်္ဂလာရှိတဲ့နေ့ရက်လေးပါရှင် မင်္ဂလာရှိတဲ့ချိန်ခါလေးပါဗျ ဟုတ်ကဲ့ပါအခုသမီးတို့လာရောက်ပြီးတော့ကပြရတဲ့ပွဲလေးကအနှိမ့်တော်သဘင်အစီအစဉ်ပွဲလေးပဲဖြစ်ပါတယ်ရှင် ညိတ်တော်သဘင် ဟုတ်ကဲ့ဒီအငိမ့်ပွဲလေးကိုသမီးတို့ကိုကိုကြီးပန်ပိုးပေးတဲ့ကိန်းဒီစားတော့ကုန်ထုတ်လို့ရမိသားစုနဲ့တကွာဒီကတာဝန်ရှိတဲ့ကိုငွေထုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် ကျေးဇူးတင်စရာဗျရောက်ွယ်လူနေပါကိုဖြစ်သွားတဲ့အငိမ့်ငန်းခန္ဓာတွေ မှန်တယ် ဟုတ်ကဲ့ပါ မ ရှင် ကြည့်ရတာလည်းကြာပါပြီ ဟုတ်ပါဟုတ်ပါ မမြင်ရတာလည်းကြာပါပြီ ဟုတ်တယ် ခင်ဗျားတို့ကျွန်တော်တို့တွေလည်းဒါမျိုးတွေဝိစားပြီးတော့ပိဋကရှိထွက်မပြရတာလဲနှစ်နှစ်သုံးနှစ်ဖြစ်နေပြီဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ပါ ဟမ်ဒါတို့တရားဥငွေထုံးကနေပြီးတော့ကျွန်တော်တို့အမှုပညာသမားတွေကိုပံ့ပိုးကူညီပြီးတော့ဒါတတ်တတ်တာ
စီစဉ်တဲ့ပွဲ ဟုတ်ကဲ့ ဟာအကြောင်းတရားမှမရှိပါဘူး ဟောမှန်တယ် အကြောင်းတရားကတော့ရှိတယ်ဗျ ဟုတ်ကဲ့ အနုပညာအနုတုခုမပညာတိမ်ကောကွယ်ပြောက်သွားမှဆိုလို့စောင့်ရှောက်ထိမ့်သိမ့်တဲ့စေနာမြတ်တာပါ မှန်လိုက်တာ ဟုတ်ကဲ့ဗျ ဟုတ်ကဲ့ဗျညီမလေး ဟုတ်ကဲ့ပါရှင်ကိုရိုရေ မှန်တယ် သမီးခုနကကပြသွားတဲ့တခြင်းလေးကဟိုးတစ်ခေတ်တစ်ခါကနာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့မောင်မောင်ဆိုလီထီယိုရှိဆိုတဲ့တခြင်းလေးပဲဖြစ်ပါတယ်ရှင် တချင်းလေးရဲ့အမိကမောင်မောင်ဆိုလေထီယိုရှိ ဟုတ်ကဲ့ရှင်အဲ့ဒီတခြင်းလေးကိုအမေလှကလေးစိန်ရနေပြီးတော့မှအမြဲတမ်းသူကလို့ရှိရင်စပယ်ပန်းလေးကပန်ပြီးတော့ကလေးရှိတယ်ရှင် အော်အငိမ့်မိခင်ဖြစ်တဲ့အမေလှလေးစိန် ဟုတ်ကဲ့ လှလေးစိန်ကဒီတချင်းကိုဆိုပြီးကတော့မယ်ဆိုရင်သူဆွေပန်းလေးပန်ထားတာ ဟုတ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့လေအမေကိုလေအောက်ကကာလာသားတွေကလေအရွယ်သူကျန်စပယ်ပြူပန်းဆိုပြီးတော့အရှုံးဖောက်ကြတယ်ရှင် အော်ကလေးကဝကလေးကချေဟိုလိုအောင်မျိုးတွေပေါ့ ဟုတ်ကိုထုတ်ပြလာလား ဟုတ်ကဲ့ပါရှင်အဲ့ဒီတခြင်းအဆက်ကလေးကိုအခုသမီးကဆက်လက်ပြီးတော့ကပြပြရစီရှင် တချင်းမဆုံးသေးဘူးလား မဆုံးသေးဘူးရှင် ကဲတီဆိုပြီးတော့ကပြပါဦးဗျာ အချိန်မကုန်အလုံးမရှုပ်အနတ်မနယ်မဲ့တဲ့ရေရှိုံနဲ့အသင့်စားသုံးနိုင်တဲ့အသေးကြိုက်မပြည့်ကျနှစ် ဓာတ်မြေဩဇာကင်မီကယ်ဆိုးစေကြာရှည်ခံဆေးများနဲ့ရောအနော်လုံးဝမပါဝင်တဲ့သဘာဝတိုင်းသက်ရှင်းစင်ကြအောင်ပြုလုပ်ထားပါတယ် အိုးတက်ငပြရင်နဲ့သဘာဝလက်ထောင်မြေတိမှုအမျိုးမျိုးနဲ့ဆနွှဲမှုများနဲ့ရရှိနိုင်ပါရဲ့ရှင် မှာယူလို့သူတွေအတွက်အသေးကြိုက် Facebook page ကိုလည်းမှာယူဆက်သွယ်လို့ရပါတယ်ဗျာ ဖုန်းနံပါတ်အနေနဲ့ကတော့3994439339ဖြစ်ပါတယ် ကိုယ်စလဲမှာယူလို့သူများလည်းမှာယူဆက်သွယ်နိုင်ပါရဲ့ရှင် အရသာဆွဲခိုင်းအသေးကြိုက် အရာသာရဲ့ထိတ်ခေါင်ဂိနေကိုဆောင်ဈေးကလည်းမများပါဘူးနေရာချက်နဲ့ထမင်းစားမိန်အောင်လက်ဆက်ပြီးအထားခံဂိနေကိုဆောင်စေတာတို့မတုံးနဲ့တဘာဝစစ်စိတ်ချတာဆောင်းပါလာချောင်းငရုံနဲ့ပစွန်ကြောက်ကြောငဒီလူကြောင့်နဲ့ငပြားကြီးကြောဟင်းမျိုးစုံကနော်ဟင်းမျိုးစုံကနော်နေရာရန်ဂိနီတထုံနဲ့စိတ်တိုင်းကြဆွဲရင်ဒီမောင်ပြောဗျာ ရှောက်ကြဆူရဲ့ကြောက်ပါပြီကြောက်ရွံ့ကြလေးလူရလာလူလာလာမောင်မျက်နှာဒီ ဆွဲရလေကရဲ့ ရှောက်ကြဆူရဲ့ကြောက်ပါပြီကြောက်ရွံ့ကြလေး အေးလေ လူရလာလူလာလာမောင်မျက်နှာဒီကြမ်းကြမ်းသမ်းမွေးမမွေးရကလေး အရေ မောင်မောင်ဆိုလေတီယိုရှိကျန်ညာသမ်းမွေးမမွေးရကလေးမောင်မောင်ဆိုလေတီယိုရှိညတူမလာပါပြီဘယ်လူလာစားလို့စီမောင်မောင်ဆိုလေတော်တော်ကတီယိုရှိမောင်မောင်ဆိုလေတော်တော်ကတီယိုရှိသူ့လေးနဲ့တော်တော်မွေးရပေမောင်မွေးရဲ့ရှိတော်မွေးရပေလာပါပြီဟိုကြည်သာမောင်မောင်နဲ့မရှိသွားနောက်တိုင်းကြီးဟေးဟေးအဲ့ဒါကြွယ်ရည်ပါဗျာဟေးလေဝါဟေးဟို ဆွဲဆွဲ အရေခေါင်းရဲ့ကော်ဖီအသစ်ကလေးနဲ့မိတ်ဆက်ပေးတယ်ကော်ဖီခါခါကြိုက်လူများအတွက်ဟော်နာဂလတ်အစီအစဉ်လူများအတွက်ဟော်နာကြရဲ့
ကျွန်တော်တို့လို coffee ပုံမှန်ကြိုက်တယ်အတွက်တော့ Honda Rum ကအညူတော်မလေးဗျာတကယ်လမ်းနဲ့ Honda တော့ဗျာဆိုတော့